တစိမ့်တယောက်ကတင့်ကိုယုံကြည်ပြီးအလောက်လာအမယ်ဆိုရင်ခမားဆိုရင်ရောဘယ်လိုလုပ်မလဲလွန်ခဲ့တဲ့လလောက်ကဒီရန်ကုန်ကနေပေါ့နော်ကျွန်တော်စီကို music video တစ်ပုဒ်လာအပ်ခဲ့ပါတယ်အဲ့ဒါကိုကျွန်တော်ဖုန်းနဲ့ပဲ90ရာခိုင်နှုန်းလုံးကျွန်တော်ဘယ်လိုရိုက်ပေးခဲ့လဲနောက်ပြီးတော့ဘာအခက်အခဲတွေကြော်ပြရလဲဘာသင်ခန်းစာတွေရခဲ့လဲဆိုတာကိုကျွန်တော်မျှဝေပေးရှင်လို့ပါအရင်ဆုံးသူလိုရှင်တဲ့ music video တွေရဲ့ပုံစံတွေကိုကျွန်တော်ရဲ့ Telegram မှာပို့ပေးခဲ့ပါတယ်ကျွန်တော်နဲ့သူနဲ့ Telegram ထဲမှာအချင်းချင်းစကားပြောဆိုရင်ဆွေးနွေးခဲ့တာပေါ့နော်သူပို့ပေးတဲ့ဗီဒီယိုတွေခောက်ခါကြည့်နောက်ပိုင်းမှာကျွန်တော် idea လည်းရလာတယ်ဒီကျွန်တော် closer shot အရန်ကြိုက်တယ်အခါကျတော့ကျွန်တော် closer shot တွေကိုဒီ music video ကြရင်ပပရဖို့ကျွန်တော်ကြံစီလိုက်ရပေါ့နော်သူရှင်အခောက်10ခောက်ကျော်တော့ကျွန်တော်နားထောင်ပြီးနောက်ပိုင်းမှာကျွန်တော် idea လေးတွေရှာတယ်ဘာညာစကလာအကုန်ကျွန်တော်အများကြီးလောက်တော့เนาะကျွန်တော်ရောမှာရှိတဲ့ data နဲ့ပဲအဆင်ပြေအောင်လုပ်ရအောင်ပေါ့เนาะဒီ data မှာဆိုရင်ဒီတောင်တန်းတွေရှိမယ်ကွာအိမ်တွေရှိမယ်ခါကျတော့ indoor နဲ့ outdoor ကျွန်တော်ရွေးလိုက်တယ်ပြီးတော့ကျွန်တော်ဇက်လန်ရေးပါတယ်ဇက်လန်ကိုတော့မင်းသားနဲ့မင်းသမီးနှစ်ယောက်တည်းပေါ့เนาะသူတို့ရဲ့အချစ်ကြောင့်ပေါ်ကျူးရဲ့အနေနဲ့ကျွန်တော်ရရပေါ့เนาะဒီမင်းသားကြတော့တယောက်တည်းသူကြည်ခွဲတဲ့ခံကိုရိုက်မယ်မင်းသားနဲ့မင်းသမီးကြတော့သူတို့နှစ်ယောက်ပေါ့เนาะတောင်တန်းကွင်းပြင်ကြီးထဲမှာသူတို့ချစ်ကြည်နူးနေကြတဲ့ပုံစံလေးကိုရရင်ပေါ့နော်အခါကျတော့ music video ရိုက်ဖို့ကျွန်တော် Pinterest မှာကျွန်တော်ကြားတဲ့ဒီ short lit တွေ composition တွေကျွန်တော်စုပြီးကျွန်တော်လုပ်တယ်ကျွန်တော် storyboard တွေဆွဲတယ်ဘယ်နေရာမှာဘယ်လိုရိုက်မလဲကျွန်တော်အကောင်လုံးအစဆုံးကျွန်တော်ပြင်ဆင်ပြီးသွားပြီပေါ့နော်အခါကျတော့ကျွန်တော်တယောက်ဆောင်လဲခြာတယ်တယောက်ဆောင်2ယောက်ဆိုလဲရသွားပြီမင်းသားနဲ့ကျွန်တော်နဲ့တရွာသေးပေါ့နော်အခါကျတော့ကျွန်တော်ကသူ့ကိုအရင်ဆုံးရိုက်လိုက်တယ်ကျွန်တော်ရိုက်ပြီးတဲ့ခါကျမှပဲမင်းသမီးရမအားပဲခီးထွက်စားရှိလို့ဆိုလို့ကျွန်တော်အစီအစဉ်လောင်းဝပြတ်သွားပါတော့အခါကျတော့ဘယ်လိုလောက်ရမှမသိတော့ဘူးနော်အခါကျတော့မင်းသားရိုက်တန်လန်ဖြစ်နေတဲ့အချိန်မှာမင်းသမီးကထွက်သွားတာပေါ့နော်အခါကျကျွန်တော်ဘယ်လိုလုပ်လဲဆိုရင်အေးကွာ plan A အစီအပြေဆိုလဲ plan B ပေါ့နော်ဖတ်ချပါနော်ဘာမှကိုစီစဉ်ထားတဲ့ဇက်လန်တိုင်းဖြစ်မလာတော့ဘူးနော်အခါကျတော့ကျွန်တော်ကသူ့ကိုဒီသူ့ပတ်ပြေးခိုင်းလိုက်ဒီသူ့ထိုင်စင်းကြီးခိုင်းလိုက်စီးလေးပါတောက်ခိုင်းလိုက်ကျွန်တော်အရန်ကြားတဲ့ closer shot ရလဲကျွန်တော်ရိုက်လိုက်အဲ့လိုကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့သူအခန်းချင်းထဲမှာသူထိုင်စင်းကြီးမူးကြီးတွေပြမယ်ပြီးရင်သူချစ်ခင်ပြန်ရောက်မယ်ဂီတာတွေတီးမယ်ပြီးလွားမယ်ပေါ့နော်ချစ်ခင်ခံစားမယ်အဲ့လောက်ပဲကျွန်တော်ရိုက်လိုက်တော့ပေါ့နော်အဲ့ခါကျကျွန်တော်ရိုက်လိုက်တာဒီမနေ့ပိုင်းညနေပိုင်းပေါ့နော်โอเคဟုတ်ပြီကျွန်တော်အကုန်လုံးရိုက်ပြီးသွားတာပေါ့နော်ကျွန်တော်လိုရှင်လဲ shot လေးတွေ closer shot လဲကျွန်တော်ရိုက်ခဲ့တယ်ခါကျကျွန်တော် editing ထဲမှာပြန်ပြီး edit ပါတယ်ဒီ edit မှာဒီ3ရက်လောက်ကြာပြီးနောက်ပိုင်းမှာကျွန်တော်ဒီ client ကိုကျွန်တော် post ပေးသွားတာပေါ့နော် client ကသူလဲခီးထွက်နေတဲ့ခါကျတော့သူလဲမအားသေးစာမပြန်အားသေးဘူးနော်ဟုတ်ပြီကျွန်တော်အဲ့ဒါကျွန်တော်မကြိုက်နေရလေးပြန်ပြင် color grading တွေပြန်လုပ်4ရက်5ရက်မြောက်အောင်ကျွန်တော်သူ့ပြန်ပို့ပေးတယ်ကျွန်တော်တေချာတော့မမှတ်မိတော့ဗောနော်သူကစာတန်းထူးလေးတွေလည်းထပ်ထက်ရှင်နေတဲ့အခါကျတော့ကျွန်တော်ကစာတန်းထူးလေးတွေထပ်ထူပေးတယ်ကျွန်တော်ကြားတဲ့အတိုင်းပဲကျွန်တော်ထည့်လိုက်ဗောနော်ဒါပေမဲ့လည်းအမှစကလုံးတွေအမားအများရှိဗောနော်ကြိုက်နေရလေးတွေပြန်ပြင်လိုက်ပြန်ပြီးအစားထိုးလိုက်သူမကြိုက်နေရလေးတွေကိုတခြားဗီဒီယိုနဲ့ပြန်စားထိုးလိုက်ဒီစကလုံးအမားတွေကိုပြန်ပြင်နေကျွန်တော်ဒီ music video တစ်ပုဒ်နဲ့ထဲနဲ့ပဲကျွန်တော် export ထုတ်လိုက်တာ10ခါလောက်နီးပါလောက်ရှိအောင်ဆက်ခါအထက်လည်းဖြစ်နေကျွန်တော်လည်းဒီစမမမိတော့အခါကျတော့အချိန်တအားကုန်တော့နော်နောက်လည်းကျွန်တော်လည်းအေးဘောနော်ဒါ online ကနေကိုဗာလဲအလောက်လာအားပထမဆုံးတစ်ခေါက်နေနေဆိုတော့ဒီနော်ကျွန်တော်ကောင်းဆောင်လုပ်ပေးလိုက်တယ်ကျွန်တော်ကရှမ်းပြည်နယ်တောင်ပိုင်းမှာနေတဲ့လူတယောက်အရန်သဘောကောင်းတယ်ကျွန်တော်စိတ်ရှိနဲ့လုပ်ပေးပါနော်ခါကျတော့နောက်ဆုံးမှာတော့သူလိုရှင်တဲ့ဒိုင်းတော့ကျွန်တော်တတ်နိုင်ဆုံးကျွန်တော်လုပ်ခဲ့တာပေါ့နော်ဒီအမေလည်းအားနေရှဲဆိုတော့ရှိစမြဲဘူးလေနော်ပြီးပြည့်စုံတဲ့အရာမျိုးဆိုတာဒီဘာမှရှိတာမဟုတ်တာဒါကတော့ client ကျွန်တော်ကို review ပေးသွားတာပါအားနေရှဲရောများရှိသေးတယ်ပေါ့နော် client ကသူလိုရှင်တဲ့ပုံစံအတိုင်းစိတ်ရှိနဲ့ပြင်ပေးလို့ဆိုပြီးကျွန်တော်ကို bonus အနေနဲ့9000လို့ပြောရမယ်တကယ်တမ်းလွဲလာတဲ့ခါကျတော့9000ဖြစ်နေပါတယ်အဲ့လိုအပူလွဲပေးတဲ့မျိုးထွေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒီခုကျွန်တော်တို့ရိုက်ထားတဲ့ဗီဒီယိုကိုကြည့်ရှင်နေဆိုရင်နှွေထွေးဆိုတဲ့ YouTube channel အကောင့်မှာသွားပြီးကြည့်ရှုလို့ရပါတယ်ခင်ဗျာဒီဗီဒီယိုရိုက်ပြီးနောက်ပိုင်းမှာကျွန်တော်ရလာတဲ့သင်ခန်းစာတွေကိုမျှဝေပေးရမယ်ဆိုရင်တော့ပထမဆုံးအနေနဲ့ plan A plan B ပေါ့နော် plan C အဲ့လိုမျိုးတစ်ခုအစီအမပြေတစ်ခုအများနဲ့အစီအစဉ်ချထားပါလို့ကျွန်တော်
ပြောချင်ပါတယ်ဒီအစီအစဉ်ဒါပြတ်သွားရင်နောက်အစီအစဉ်အစဉ်သေးဖြစ်အောင်လုပ်ပါနော်ကြိုတင်ပြင်ဆင်မှုလုပ်ပါဒုတိယရှက်အနေနဲ့ကျတော့ဒီ client နဲ့စာနဲ့မပို့ပါနဲ့သူလို့ရှင်တာဘာလဲဆိုတော့ဒီ video call နဲ့တကွတည်တည်ချာလေးမေးပါသူက brother စိတ်ကူးရှိတယ်လို့တောက်ချလိုက်လို့ပြောခဲ့မှဆိုရင်လည်းကိုကဇက်လန်းတွေပါရဲ့အစီအစဉ်ဆွဲပြီးသွားရမလားအဲ့ဒီဇက်လန်းတွေကိုသူ့ပြသူ့ video call နဲ့တကွတည်တည်ချာလေးဆွေးနွေးပါဒါမှသူလို့ရှင်တဲ့အတိုင်းထည့်အောင်ပေါ့နော်ဒီတတိယသင်ခန်းစာကတော့ဇာတ်ထူအမှန်ကိုအရင်ဆုံးတောင်းပါတောင်းပြီးမှပဲဇာတ်ထူပေးပါမဟုတ်လို့ရှိရင်ကျွန်တော်လိုမျိုးခောက်ခောက်တာပြန်ပြင်းနဲ့အချိန်ကုန်လူပင်ပန်းဖြစ်ပါလိမ့်မယ်ပေါ့နော်ဒီစတုထားချက်ကြတော့ story ကောင်းဖို့ပဲမကြိုးစားပါနဲ့ဒီသူ့တခြင်းနဲ့ live ဖက်မဲ့ဒီ design အဝတ်အစားပိုင်းကိုလည်းတည်တည်ရှာလေးကြီးစိုက်ပေးဖို့မှာရှင်ပါတယ်ဆုံးတိချိပေးသူတွေအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်စီမှာ music video လေးတွေလာအားလို့ရပါပြီဟုတ်ပါပြီကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်